မင်္ဂလာပါဒီတစ်ခါကျွန်တော်ပြောပြမှာကတော့ Vivo ကဖြစ် Water ကဖြစ် Wosi ကဖြစ်ပေါ့ကျွန်တော်ဒါ Gmail နဲ့ထုတ်ပြီးတော့ကျွန်တော်တို့ရောင်းသူဝယ်သူတွေကိုအဆင်ပြေဆိုဖို့တော့ကိုတယောက်နဲ့တယောက်အပြန်အလှန်ဝယ်ယူနေကြတာလည်းရှိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီပထမတစ်ခါမှာတော့ကျွန်တော်တို့ Gmail နဲ့ထုတ်ပြီးတဲ့ Gmail တွေနဲ့ဆိုလို့ရှိရင်ဒီပတ်စံဘယ်လိုဝင်လဲဆိုတာကိုဒါလူတိုင်းလူသိထားပြီးဖြစ်မှာပါ Gmail နဲ့ကျွန်တော်တို့ပထမတစ်ခါထုတ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ Gmail နဲ့ကိုကျွန်တော်တို့ရောင်းလိုက်ပြီဆိုကြပါစို့เนาะကျွန်တော်ပြရပြီပေါ့နော် Gmail နဲ့ရောင်းလိုက်ပြီဆိုလို့ရှိရင်ဒါဘေးဖယ်ကနေဒီပုတ်လိုက်တဲ့ဒီအသစ်ဆက် Gmail ဆိုလို့ရှိရင်ဒီလိုမျိုးပုံလေးတွေပြရမှာเนาะဒီလိုပုံလေးပြပြီဆိုရင်ကျွန်တော်တို့ဒါဒီဝယ်တဲ့သူကိုဒီဒါကို copy လုပ်ပြီးတော့ကျွန်တော်တို့ပို့လိုက်တယ်ပို့လိုက်ပြီဆိုရင်တစ်ဖက်သူကဒီe-copy ကိုနှိပ်ပြီးတော့သူ့ရဲ့ဒီ Gmail ဒီရဲ့သူ့ရဲ့ဒီဘေးဖယ်ဒီ user name နဲ့ password ကိုသူရိုက်ထည့်လိုက်ပြီဆိုတာ ਨੇ ကျွန်တော်တို့ရဲ့ဒီဒါတော့$10ဖြစ်ဒေါ်လာဒီ25ဖြစ်ပေါ့နော်အဲ့လိုဝင်သွားပြီဆိုလို့ရှိရင်ဘယ်လိုဖြစ်တယ်ဆိုလို့ရှိရင်ဒါသူ့ဘက်ကသူအပြည့်ရတယ်နောက်တစ်ခါကျွန်တော်တို့ဒါဒီ Gmail နဲ့ပဲပြန်ထောက်မယ်ဒီလူနဲ့ပဲရောင်းမယ်ဆိုရင်တော့ပြဿနာမရှိဘူးเนาะကျွန်တော်တို့ကဒီเนาะဒါနောက်တစ်ခါဝင်တဲ့ဟာကျွန်တော်ပြပေးမယ်နောက်တစ်ခါဝင်ပြီဆိုလို့ရှိရင်သူကတော့ခဏကပုံစံမျိုးမဟုတ်တော့ဘဲနဲ့ဒီလိုမျိုးဖြစ်သွားတယ်ဒီလိုမျိုးဖြစ်သွားပြီဆိုလို့ရှိရင်ဒါသူ့ရဲ့ဒီဘေးဖယ်ကောက်တွေကိုတော့ကျွန်တော်မျိုးကိုပထမကျွန်တော်တို့ရောင်းတဲ့လူရဲ့ဘေးဖယ်ကောက်တွေကိုတစ်ခါတည်းကိုကျွန်တော်တို့ဒါဝင်သွားတဲ့ခါကျလို့ရှိရင်ခဏကစာပုံစံမျိုးပို့တော့ပဲဒီလိုမျိုးပို့တယ်ဒါဆိုလို့ရှိရင်သူ့စီကိုတစ်ခါတည်းပြီးတန်းရောက်တာဖြစ်ပါတယ်သူ့ဘက်ကဒီတစ်ခါတည်းကိုနှိပ်စီရမလို့တဲ့ပဲဒီမျိုးလေးကျွန်တော်တို့ရဲ့ Gmail ထဲမှာဒီလိုမျိုးလေးလည်းပြမှာဖြစ်ပါတယ်နော်ဒီလိုမျိုးလေးပြမှာဖြစ်ပါတယ်ဒီလိုစာလေးလည်းပြမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒါဒီတူးလေးပဲရောင်းမှဆိုရင်တော့မပူထိပါဘူးတကယ်တော့ကိုကတော့ဒီ Gmail အသစ်ဆက်နဲ့ထောက်ချင်မှဆိုလို့ရှိရင် Gmail အသစ်ပြန်ချိန်ပြီးတော့ဒီ Gmail ဒီ Vivo ကိုဆိုလို့ရှိရင်မဖြတ်ပဲနဲ့ကို Gmail အသစ်ချိန်ပြီးတော့ပြန်ပြီးတော့လုပ်လို့ရပါတယ်နော်ဒီ water ကတော့ဘာမှမဖြစ်ပါဘူးကိုကတော့ထောက်ချင်တဲ့ Gmail နဲ့ထောက်လို့ရတယ်ကဲအားလုံးပဲအဆင်ပြေကြပါစေ